ချစ်စရာမျက်နှာပေါက်လေးနဲ့ဆက်ရုပ်ကလေးအပိုလို hydraulic ကနေ electric ဖြစ်သွားတဲ့ Atlas 41 plus degree of freedom ရှိတဲ့လက်ချောင်းများပိုင်ဆိုင်ထားတဲ့ Figure 2ကမ္ဘာအပြေးအမြန်ဆုံး general purpose humanoid robot Okay Daskai Hypertouch ကနေကြိုဆိုလိုက်ပါတယ် Generative AI တွေကိုယခု2025မှာတွင်ကျစာအသုံးပြုနေကြပြီးတော့ Agentic AI နဲ့ Physical AI တွေဟာလည်းနေ့စဉ်နဲ့အမျှတိုးတက်ပြောင်းလဲနေတာကိုသတိထားရမှာဖြစ်ပါတယ်အခုဗီဒီယိုမှာတော့ Physical AI ဖြစ်တဲ့ Humanoid Robot တွေရဲ့တိုးတက်လာမှုအသုံးချမှုနယ်ပယ်များနဲ့အနာဂတ်ရည်မှန်းချက်များအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ် Apptronic ကို2016ခုနှစ်မှာ University of Texas at Austin မှာ Human Center Robotic Lab အဖြစ်စတင်တည်ထောင်ခဲ့ပါတယ် Mercedes-Benz, GXO Logistics, Nvidia, Google နဲ့ Texas Instruments ကဲ့သို့နည်းပညာနဲ့ထုတ်လုပ်ရေးကုမ္ပဏီကြီးများနဲ့ပူးပေါင်းထားပြီး Apollo Robot ထုတ်လုပ်မှုကိုအချိန်မြင့်တင်နေစေဖြစ်ပါတယ် Apollo ဆေးရုပ်ကအရက်9ပေ8လမှနဲ့အလေးချိန်ပေါင်160ခန်းရှိပြီးလူသားတစ်ဦးရဲ့ပုံမှန်သဏ္ဍာန်နဲ့ပုံနီးစပ်တယ်လို့ဆိုထားပါတယ် Apollo က55ပေါင်25ကီလိုဂရမ်ထိအလေးချိန်ရှိတဲ့ပစ္စည်းများကိုတည်ယူကန်တွယ်နိုင်ပြီးတော့ကုန်ထုတ်လုပ်ငန်းနဲ့ကိုရောင်များမှာစမ်းသပ်အသုံးပြုနေပါတယ် Apollo ရဲ့မျက်လုံးတွေက stereo camera ကနေတဆင့် 3D ပုံရိပ်များကိုမြင်နိုင်ပြီး Apptronic AI algorithm တွေကနေပတ်ဝန်းကျင်အခြေအနေကိုခွဲခြားစိတ်ဖြာမှတ်သားနိုင်ပါတယ် Apollo ကို Gemini 2.0 နဲ့ပေါင်းစပ်ထားတဲ့အတွက်လူသားများနဲ့တဘာဝကျအပြန်အလှန်စကားပြောနိုင်မှာဖြစ်ပါတယ် Apollo ကိုလူသားများနဲ့ဘေးကင်းစွာအတူတကွအလုပ်လုပ်နိုင်ရန်အတွက်ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်အလိုအလျောက်ရပ်တန့်နိုင်သောစနစ်များအရာဝတ္ထုများသို့မဟုတ်လူများကိုထိတွေ့မိပါကချက်ချင်းတုံ့ပြန်နိုင်သော Force Control Architecture နဲ့ Collision Detection System များပါဝင်ပြီးမတော်တဆထိခိုက်မှုများကိုချက်ချင်းတုံ့ပြန်ချိန်ညှိနိုင်ပါတယ် Apollo ရဲ့ခြေထောက်များကိုလဲလှယ်နိုင်ပြီးဘိန်းတက်အောက်ခံများနဲ့တက်ဆင်အသုံးပြုနိုင်မှာဖြစ်ပါတယ် Apptronic ရဲ့ရည်ရွယ်ချက်ကတော့လူသားများအားကူညီနိုင်သော humanoid robot များကိုဖန်တီးရန်ဖြစ်ပါတယ် Boston Dynamics က Atlas Project ကို2013ခုနှစ်မှာစတင်ခဲ့ပြီးတော့ပထမဆုံး Atlas version ကို hydraulic actuator နဲ့စတင်ခဲ့ပါတယ်ခုံနာပြေးတာဂျွန်းထိုးတာစတဲ့လှုပ်ရှားမှုတွေကိုမြန်မြန်ဆန်ဆန်တိတိကျကျလှုပ်ဆောင်နိုင်ပေမဲ့ hydraulic actuator ကမကြာခဏစီယုံစိတ်မှုပြဿနာဖြစ်တတ်တာကြောင့်2024မှာတော့ Boston Dynamics က hydraulic Atlas ကိုအနားပေးလိုက်ပြီးတော့ fully electric Atlas အဖြစ်အသွင်ပြောင်းခဲ့ပါတယ်လျှပ်စစ်စနစ်ကတော့ပုံမတိကျသောထိန်းချုပ်မှုများနဲ့ပုံမကောင်းမွန်သောလုပ်ငန်းထိရောက်မှုများကိုဖြစ်လာစေပါတယ် electric Atlas ကအရက်9ပေခန့်ရှိပြီးအလေးချိန်ပေါင်190ခန့်ရှိပါတယ်Boston Dynamics ရဲ့အားသာချက်အတိုင်းလှုပ်ရှားမှုပိုင်းဆိုင်ရာစွမ်းဆောင်ရည်မြန်ဆန်သွက်လက်တဲ့အပြင်ပြေးတာတွားသွားတာဘတ်ဖလစ်ခုံတာတွေလှုပ်ဆောင်နိုင်ပြီးတော့သူ့ရဲ့အချိုးအဆွတ်တွေကို360ဒီဂရီလှည့်လို့ရတာဖြစ်ပါတယ်။ဦးခေါင်းပိုင်းမှာတက်ဆင်ထားတဲ့ LiDAR နဲ့ Stereo Camera Ion Gun စနစ်တွေကနေပတ်ဝန်းကျင်အခြေအနေနားလည်နိုင်ခြင်းအတားအဆီးရှောင်ရခြင်းနေရာနဲ့အရာဝတ္ထုများကိုမှတ်သားခြင်းစတဲ့လှုပ်ဆောင်ချက်များကိုကူညီပေးပါတယ်။ Atlas ဟာသတ်မှတ် program တွေနဲ့လှုပ်ရှားတာမျိုးမဟုတ်ပဲဖြည့်ဆွတ်တင်ယူနိုင်မှုBrain format landing ကိုလုပ်နိုင်တဲ့အပြင် RN algorithm ကနေအမှုအကျင့်နဲ့စည်းကမ်းတွေကိုပါတင်ယူနိုင်ပါတယ်။ဥပမာပြေးသွားပြီးဘယ်အချိန်ခုံရမယ်ခြေထောက်ဘယ်လိုထားရမယ်ဆိုတာမျိုးတွေအထိဖြစ်ပါတယ်။ Sim to Real စနစ်က simulation environment ကိုရုပ်ပိုင်းဆိုင်ရာပုံရိပ်ရောင်ပတ်ဝန်းကျင်ထဲမှာတန်ပေါင်းများစွာသောလှုပ်ရှားမှုတွေကိုထပ်ခါလှုပ်ဆောင်စေပြီးအမှားများမှတင်ယူစေပါတယ်။ Model Predictive Control MPC ဟာ Atlas ရဲ့ထိန်းချုပ်မှုမှာအဓိကအစိတ်ပိုင်းတစ်ခုဖြစ်ပြီးတော့စက်ရုပ်ရဲ့လက်ရှိအခြေအနေပတ်ဝန်းကျင်အချက်လက်လှုပ်ဆောင်ရမယ့်အလုပ်တွေကိုမီလီစက္ကန့်အနည်းငယ်အတွင်းမှာပဲတွက်ချက်နိုင်ပြီးတော့လှုပ်ရှားမှုလမ်းကြောင်းတွေကိုဖော်ပြပေးနိုင်ပါတယ်။ခြေချော်နိုင်တဲ့နေရာများနဲ့မြေပြင်အနေထားပြောင်းလဲတဲ့အခါ MPC ကနေစက်ရုပ်ရဲ့ဟန်ချက်မပြတ်အောင်ခြေလက်ကိုယ်ရည်တွေကိုစုပေါင်းထိန်းညှိနိုင်ပါတယ်။မတူညီတဲ့လုပ်ငန်းများအတွက်တင့်လျော်တဲ့လက်ပုံစံမျိုးကိုပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Hyundai Motor Group Boston Dynamics ရဲ့မိခင်ကုမ္ပဏီနဲ့ပူးပေါင်းပြီးမော်တော်ကားထုတ်လုပ်ရေးစက်ရုံတွေမှာကွန်ပျူတာများရွှေ့ပြောင်းခြင်းတက်ဆင်ခြင်းနေရာချထားခြင်းတွေလှုပ်ဆောင်နိုင်ဖို့စမ်းသပ်လေ့ကျင့်နေပြီဖြစ်ပါတယ်။ဘေးရန်နေရာရှိတဲ့လုပ်ငန်းများဥပမာငလျင်လှုပ်ပြီးပြိုကျတဲ့အဆောက်အဦများဓာတုဗေဒရွှေ့ဆိုင်းမှုဖြစ်ပွားတဲ့နေရာတွေမှာအဓိကအသုံးပြုနိုင်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ Figure AI ကို2022ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး Microsoft, OpenAI, Nvidia နဲ့ Amazon တို့လိုနည်းပညာနယ်ပယ်မှာထင်ရှားတဲ့ကုမ္ပဏီတွေကရင်းနှီးမြှုပ်နှံမှုတွေလုပ်ထားကြပါတယ်။ Figure 1ကိုအောက်တိုဘာလ2023ခုနှစ်နဲ့ Figure 2ကိုဩဂတ်လ6ရက်2024ခုနှစ်မှာမိတ်ဆက်ခဲ့ပါတယ်။ Figure 2ကအရက်အမြင့်9ပေ6လက်မနဲ့အလေးချိန်132ပေါင်60ကီလိုဂရမ်ခန့်ရှိပါတယ်။20ကီလိုဂရမ်အလေးချိန်ရှိတဲ့ပစ္စည်းများကိုတည်ဆောင်နိုင်ပြီးတော့စက်ရုံများ၊ဂိုဒေါင်များမှာကုန်ပစ္စည်းများတည်ယူခြင်းနေရာချထားခြင်းကုန်တင်ယာဉ်များပေါ်သို့ပစ္စည်းများအတင်အချပြုလုပ်နိုင်ပါတယ်။ Figure AI က OpenAI နဲ့ပူးပေါင်းထားပြီးတော့
ဘာသာစကားနားလည်မှုစွမ်းရည်မြင့်မားတာကြောင့်လူသားတွေနဲ့အပြန်အလှန်စကားပြောဆိုနိုင်မှာဖြစ်ပါတယ်။မိခွန်းတွေကိုလည်းနားလည်ပြီးတင့်လျော်ရာအဖြေများကိုပြန်လည်ဖြေဆိုနိုင်မှာဖြစ်ပါတယ်။ 41 plus degree of freedom ရှိတဲ့သွက်လက်ပေါ်ပါတဲ့လူသားပုံစံသူလက်ချောင်းများကြောင့်အရာဝတ္ထုများကိုကင်တွယ်ခြင်းကောက်ယူခြင်းပြန်ချခြင်းစတဲ့လုပ်ငန်းများကိုတိကျစွာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ Battery life အနေနဲ့တစ်ခါအားသွင်းပြီး9နာရီသက်တမ်းအလုပ်လုပ်နိုင်ပါတယ်။ Figure 2ကိုတော့ကုန်ထုတ်လုပ်ငန်းများကုန်စည်ပို့ဆောင်ရေးနဲ့ဂိုဒေါင်လုပ်ငန်းများစတိုးဆိုင်ကြီးများမှာပစ္စည်းစီခြင်းအိမ်ထဲမှုလုပ်ငန်းများနဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများမှာအသုံးပြုနိုင်ဖို့ရည်ရွယ်ထားကြောင်းသိရပါတယ်။ Figure AI ရဲ့အဓိကရည်မှန်းချက်ကတော့ကမ္ဘာပထမဆုံးစီးပွားဖြစ်အသုံးပြုနိုင်သော humanoid robot များကိုဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ Unitree ကုမ္ပဏီကို2016ခုနှစ်မှာစတင်ခဲ့ပြီးတော့ Unitree H1, G1 နဲ့ Unitree B1, G2 အပြင်အခြား robot များစွာကိုထုတ်လုပ်ခဲ့ပြီးပါပြီ။ Unitree H1 ကတော့ Unitree robot ရဲ့ပထမဆုံးထုတ်လုပ်လိုက်တဲ့ humanoid robot ဖြစ်ပါတယ်။ H1 ဟာအရန်အမြင့်9ပေ10လက်မနဲ့အလေးချိန်48ကီလိုဂရမ်ရှိပြီးတော့ထွေလုပ်ငန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ body ပိုင်းအပြင်အချိုးအဆစ်တွေကို Unitree ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ joint motor တွေကိုအသုံးပြုထားပြီးအစိတ်အပိုင်းတိုင်းကလည်း level စွာဖြုတ်နှံတက်နိုင်တဲ့ modular design တွေဖြစ်ပါတယ်။ H1 အနေနဲ့ Embody AI ကိုအသုံးပြုထားတာဖြစ်ပြီးပတ်ဝန်းကျင်နဲ့တိုက်ရိုက်ထိတွေ့သိရင်ကပုံမကောင်းမွန်တိကျတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပေးပါတယ်။ AI computing ကိုထောက်ပံ့ဖို့အတွက် platform function မှာ Intel Core i5 နဲ့ user development အတွက် Intel Core i7 တွဲချံခဲ့သူ processor တွေကိုအသုံးပြုထားပါတယ်။ AI algorithm က H1 ရဲ့လှုပ်ရှားမှုတွေကိုထိန်းချုပ်ပေးပြီးအခြားစက်ရုံများကဲ့သို့လမ်းလျှောက်ခြင်းလှေကားတက်ခြင်းတွေအပြင်အထူးခြားဆုံးအချက်အနေနဲ့ 5.5 meter per hour နှုန်းနဲ့တီးနိုင်တာဖြစ်ပြီးကမ္ဘာတဝန်းရှိ humanoid robot တွေထဲမှာစံချိန်အသစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။30ကီလိုဂရမ်အလေးချိန်ထိတည်ပိုးနိုင်ပြီးတော့မညီညာတဲ့မျက်နှာပြင်တွေမှာရမ်းလျှောက်တာအတက်ဆင်းလုပ်တာတွေကိုလည်းဟန်ချက်ညီညီထိနိုင်ပါတယ်။ Battery life အနေနဲ့2နာရီအသုံးပြုနိုင်မှာဖြစ်ပြီးအလွယ်တကူလဲလှယ်နိုင်ပါတယ်။ Unitree H1 ကို General Purpose Humanoid Robot လို့ခေါ်ဆိုရခြင်းကစက်ရုံများကျန်းမာရေးပညာရေးဖျော်ဖြေရေးပြည်သူ့ဝန်ဆောင်မှုနဲ့ကယ်ဆယ်ရေးလုပ်ငန်းများလူနေအိမ်များစတဲ့ကဏ္ဍအစုံမှာအသုံးပြုနိုင်မှုရည်မှန်းထားလို့ဖြစ်ပါတယ်။ Humanoid Robot တွေဟာလူသားတွေနဲ့အတူနေထိုင်ပြီးကျွန်တော်တို့ရဲ့လုပ်ငန်းတွေကျန်းမာရေးကဏ္ဍတွေမှာတကယ်ပဲကူညီနိုင်မလား။ AI နဲ့ဖွံ့ဖြိုးလာချိန်မှာကျွန်တော်တို့စိုးရိမ်ကြသလိုပဲ robot တွေကလူသားအလုပ်သမားတွေရဲ့အလုပ်ကိုင်တွေကိုအစားထိုးသွားနိုင်လား။ comment မှာဝင်ရောက်ဆွေးနွေးပေးကြပါဦး။အခုလို AI ဆိုင်ရာအကြောင်းအရာတွေနည်းပညာအကြောင်းအရာတွေကိုစိတ်ဝင်စားတဲ့ဆိုရင် The Sky Hyper Touch ကို subscribe လုပ်ပေးကြပါ။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်